အားလုံးပဲမင်္ဂလာပါကဲခရီးဆက်ကြပါစို့ဒီနေ့ကတော့အမြင့်တန်ဘီရဲ့တရအစုံရဲ့အသက်ရှင်တွေရဲ့အတန်တုံး၅ခုရဲ့ပေါင်းပြီးမှအတန်ထွက်ပါမယ်အသက်ရှင်တွေကမမိကြသေးလားသူ့မှာလည်းစင်းစာမန် mid tone မရှိပါဘူး my egg low tone အနိမ့်တန်ကနေစရှိပါတယ်ခေါ်အာနောခန် my egg ခန်မိုက်ထို falling tone ရှော့ဆင်းသွားတဲ့အတန်နဲ့ပြောမယ်ခေါ်အာနောခန်မိုက်ထိုခန်မိုက်တရီ high tone အမြင့်တန်နဲ့တော့မရှိပါဘူးမိုက်ကျတဝါ rising tone မြင့်တက်သွားတဲ့အတန်နဲ့ပြောပါမယ်မိုက်ကျတဝါထည့်မရေးပါဘူးခေါ်အာနောခန်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 အဲ့တော့သူနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကြည့်ကြပါမယ် my egg နဲ့အရင်ကြည့်မယ်ခေါ်အာဝေါ်ခေါ my egg ခေါတည်ဟောအာနောဟန် my egg ဟန်ငန်းခေါ်အဲငေါ်ข็ง my egg ข็งပြိုင်တယ်မိုက်ထိုနဲ့သွားမယ်စောအုတ်မောစောမိုက်ထိုစောလိမ္မော်တီစောအော်မောစောမိုက်ထိုစောပြင်တယ်ထောအဝါယောထွေမိုက်ထိုထွေပကံလုံးဟောအဲငေါ်ဟန်မိုက်ထိုဟန်၆တွေ့တယ်ဟောအာဝေါ်ခေါမိုက်ထိုခေါထမင်းဟောအော်ငေါ်ဟောင်းမိုက်ထိုဟောင်းအခန်းမိုက်တတဝါဖြောက်ရည်တဲ့အတန်နဲ့သွားမယ်ဖောအိုနော်ဖုန်မိုးခေါ်အာဝေါ်ခေါအဖြူရောင်စောဦးငေါ်ဆုံမြင်တယ်စောအဝရောဆွေလာတယ်ဟောအော်မောဟောမ်မွေးတယ်ဖောအနော်ဖန်အိမ်မက်တယ်โอเคနောက်ပိုင်းကျရင်တန်တိုးတရနဲ့ပေါင်းကြည့်ပါမယ်ဘိုင်ဘိုင်